တရားမတော်ဘူးနေလေးကြက်တော့နေလေဒီတိုင်းနေတာတော့ဟုတ်တယ်ဒီတိုင်းနေလို့မပြီးဘူးတရားမဲ့ဟာကြုံတယ်သေပြီးကြုံအောင်မှာသေပြီးဟိုဘက်ဘဝသွားအောင်မှာဒုက္ခတွေအများကြီးကြံသေးတယ်မောဟနဲ့လောဘနဲ့ဒေါသတွေအာဃာတမကြေးနိုင်တာတွေဖျားမိတရားမိဖျားကြောပေးတရားကြောပေးသူတော်ကောင်းစကားတွေကြောပေးနေတဲ့ပုဂ္ဂိုလ်ကခံရမသိဘူးလေမမြင်ဘူးလေဦးဇင်းတို့ကမြင်တယ်လေအတိတ်ကလည်းမြင်တယ်အနာဂတ်ကလည်းမြင်တယ်လေမြင်တော့ကြောက်တယ်လေကြောက်တော့မကောင်းတာမလုပ်ဘူးလေဘဝအဖြေပြန်ထုတ်ကြည့်တယ်ဟာဒီတိုင်းနေလို့မရဘူးလူဘဝသာပြင်လို့ရတယ်လူဘဝနဲ့အဝေးစီးကြအောင်လုပ်မလားငယ်ကြီးရှိတတ်ဘယ်အထရောက်ချင်လဲရတယ်နော်နတ်ပြည်6ထပ်ဘယ်အထရောက်ချင်လဲရတယ်မြမ20ဘယ်ပုံသွားအောင်လုပ်ချင်လဲရတယ်လူဘဝအပြီးဘဝပြတ်ချင်တဲ့ရဟနာဖြစ်အောင်ကျင့်မယ်ရတယ်လူဘဝမှာရမှာနော်အခုချိန်မှာရမှာနော်ဒီပြည့်နေရလည်းမရဘူးလူပြည်တိုင်းလည်းမရဘူးဘုရားပွင့်အောင်မှသူတော်ကောင်းနဲ့လည်းတွေ့အောင်မှဒီချိန်အားလုံးတွေ့နေပြီအေးအဲ့ဒီချိန်မှာတဏှာကြီးအလကားနေတဏှာကြီးဆုံးရှုံးတယ်နှစ်နာရီအလကားနေနှစ်နာရီဆုံးရှုံးတယ်အဲ့ဒါကြောင့်မလို့တရားကြီးတော့ထောက်ကြည့်ရမှာလည်းမဟုတ်ဘူးတရားနာပညာဘာဝနာနာယူနာပြီးတော့ယူမယ်ယူပြီးတော့သုံးသပ်ပြီးတော့ဆင်ញင်နေမယ်အခြားဆရာတော်တွေလည်းဟောပါတယ်ဦးဇင်းဟောတဲ့တရားကနာတဲ့ပုဂ္ဂိုလ်အတွက်နာနိုင်နဲ့လုံနိုင်နဲ့အိမ်မာနေရင်ပွားများနိုင်ဆင်ញင်နိုင်သုံးသပ်နိုင်ဖတ်ရနှစ်ဖတ်ရပေးတဲ့တရားတစ်ပုဂ္ဂိုလ်နာပြီးရောမဟုတ်ဘူးထက္ကနာမယ်နှလုံးသွင်းမယ်အဲ့ဒါကပညာဘာဝနာလည်းခေါ်တယ်အငွေ့တတ်တယ်လို့ခေါ်လောကမှာမေ့မြော့ပြီးတော့မာနလောဘဒေါသတွေနဲ့နေမဲ့စားတရားနာပြီးတော့နေတဲ့အတွက်ကြောင့်စိတ်ရဲ့ငြိမ်းချမ်းခြင်းရတယ်တရားအားထုတ်ဖို့တရားတွေကိုတက်စေတယ်အဲ့ဒါကြောင့်တရားနာရမယ်ပညာဘာဝနာပွားတဲ့အခါကျတော့ကိလေသာတွေကိုခေါင်းပါစေတယ်ကိလေသာတွေလည်းခေါင်းပါစေတယ်တရားအားထုတ်ဖို့လည်းတရားတက်စေတယ်အဲ့ဒီအတွက်ကြောင့်နံပါတ်1တရားနာရမယ်တရားနာပြီးရင်တစ်နေ့မှာ24နာရီရှိတယ်တကယ်လက်တွေ့ကျင့်တဲ့ကာယကံမြောက်ကျင့်တာဘာနှနာရီငါယူမလဲတွေ့ရမယ်24နာရီမှာ2နာရီယူ2နာရီရမယ်3နာရီယူ3နာရီရမယ်တနာရီပွားရင်တနာရီရတယ်2နာရီပွားရင်2နာရီရတယ်ကျင့်တာကလည်းတရားပွားတာကလည်းတရားပဲပွားတယ်ဆိုတာကအခုယောဂီတို့တသက်ကြီးမဟုတ်ဘူးနော်ဦးဇင်းဟောထားတာတွေအများကြီးရှိတယ်တသက်ကြီးမဟုတ်ဘူးဦးဇင်းယောဂီတွေခုနကတော့တထေးအဖွဲ့ပေါ့လေးကျွန်းသူအဖွဲ့ဒီကမာကြီးကလျှောက်တယ်တပည့်တော်ကဗျာတဲ့အလုပ်တွေအများမအားတော့တရားလည်းထိုင်မှုအချိန်ကလည်းမရဘူးပြတယ်တရားလည်းလူချင်းနေဘယ်လိုလုပ်ရမလဲတဲ့တို့တောင်းမတောင်းတဲ့တထေးတောင်းနေပေါ့အဲ့ဒါဦးဇင်းကပေးလိုက်တယ်ငါဒီနေ့အိပ်ပြီလို့အမှတ်ပြုလိုက်ပါဒီငါဒီနေ့အိပ်ပြီနောက်နေ့ကျရင်အိပ်ပြီအိပ်တဲ့အချိန်လေးကိုပဲအမှတ်ပြုကြည့်နောက်တော့ဘာဖြစ်လဲခဏလေးနဲ့အိပ်နေရတယ်ခဏလေးနဲ့အိပ်နေရတာကိုသွားတွေ့လိုက်ဘဝတည်တဲ့နေရာကိုသွားတာအလင်းအဟုန်နဲ့ပြေးနေတယ်ဆိုတာတရက်ကတအားမြန်နေတယ်ဆိုတာသွားတွေ့လာလိမ့်မယ်